Okay, Angieလေးပြီးပေါ့နော်ပြီးတော့မှပဲ after ပြရပါမယ်some လုံးခေါင်းလေးတော့စီးရပါမယ်အကုန်လုံးမစီးဘူးပေါ့နော်ဒီထားလေးနားလေးပုံရပြီအဲ့ဒါဆိုလေးဖြစ်တယ်သုံးခါလောက်စီးထားတာဆိုတော့ဒီသုံးခါထပ်ထားတာ3ခါထပ်ထားဆိုခေါင်းစီကျိုးတကြိုးကို3ခါစီးတယ်လေဘယ်လိုလဲဆိုတော့မှကြည့်လိုက်ဒီမှာကြည့်ပြရမှာနော်ဒီလာစပီးမထားရဒီလိုစီးတယ်ပြီးရင်နောက်တစ်ခါထပ်စီးတယ်ပြီးနောက်တစ်ခါထပ်စီးတယ်လေအဲ့လိုမျိုးပြောတာခေါ်လည်းမခေါ်မကြည့်တာစပင်းရအဲ့လိုစီးနာတတ်တယ်အဲ့ကျစမိတ်ကနေမစီးစမိတ်ကမစီးဘူးတော့ပြောမှာကြည့်စမိတ်ကိုလည်းကြည့်အောင်စပင်းတော့ပုံသွင်းရမှာတော့စမိတ်ကကြည့်လားဟဲ့မှန်တယ်ကြည့်လိုက်ကြည့်ပါဦးမစမိတ်ကရမ်းလာနောက်ကစပင်းရဲ့အရှိကိုရောက်လို့ရအောင်လားဒီစပင်းနဲ့ကြည့်အောင်နောက်တစ်ခါပဲတော့စီးလို့ရှိရင်ဒီနားကနေလိုလေးစီးပြီးနောက်ထပ်တစ်ခါပဲစီးလိုက်တော့နင်ကြည့်လိုက်သူများကောင်းပြီးကျိုးဟိုပါကောင်းပြီးရပါမလာလို့ဟဲ့အလဲအောင်ခွဲလို့မရဘူးဘယ်လိုမှမသိဘူးစမင်းကလည်းဒီလိုမကြီးလာဟိုမကြီးစမင်းမကြီးဒါလေးကထွက်နေဘယ်လိုလုပ်ရမလဲစပ这老师也没，他那个，他们就这里他们就人是不3-8多来说，妹妹会比他的他们就的把对表妹不能把对表妹，他们是哪里？上面搞的地位。